တန်တဲ့ကြားတော့ဟာလေလုယာဟာလေလုယာချင်းချင်းဟိုလည်းလို့ဘုရားရှင်ကောင်းချီးပေးမယ်တိတ်မကြားရတယ်အသက်ရှိတော်သူပေါင်းတို့သာရဘုရားကိုချီးမွမ်းမယ်အာမင်ညာ၏အထင်၌ရှိရှိသမျှတို့သာရဘုရားကိုချီးမွမ်းမယ်အာမင်ရမလားရဘူးနော်ကျွန်တော်အထင်၌ရှိသမျှကုန်လုံးသာရဘုရားကိုချီးမွမ်းမယ်အာမင်ကျွန်တော်ကျေဆုံး၃ချိန်ပေါ်ရမယ်နော်၃ချိန်ကြွေးကြော်ရမယ်ဟာလေလုယာ၃ချိန်ကြွေးကြော်မယ်ကျွန်တော်ဒီခေါင်းမိုးတွေပါတယ်လို့ရင်လို့မစီဆရာမကခုနကဖုန်းဆက်တယ်ဆရာပလည်းလို့လက်ပြောင်းကိုချီးမွမ်းပါတယ်နော်โอเคစင်တယ်ပြီလားယေရှုနာမ၌ကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ဝင်ကဘုရားကျမ်းမာခြင်းအသက်ရှင်ဝင်ပြီးတဲ့အသက်ရှင်တော်ထာဝရဘုရားကိုဝိုးစွာကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ပြီးတော့ဒုတိယအနေနဲ့ဒီကဲတော့ပေါ့နော်နှုတ်ကပတ်တော်ဝင်က၌ဘုရားကျွန်တော်ဒီအစဉ်စဉ်မှာပါဝင်ဘုရားဖိတ်ကြားပေးတဲ့အထူးသဖြင့်ကိုကျဆန်ကိုကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ဒီ section 1ကကျွန်တော်ဥက္ကဋ္ဌများတွေ့ရင်မှုများပေါ့နော်အားလုံးတာဝန်ရှိတော်သူများအားလုံးလည်းကျေးဇူးတင်တယ်ပြီးတော့အထူးသဖြင့်ကျွန်တော်ဆိုတခါမှမတွေ့ဘူးသေးတယ်ပေါ့နော် PCC ကကျွန်တော်လူငယ်များကိုလည်းတွေ့ရတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်အားလုံးတို့လည်းခုတ်ပြီးပြရအောင်အာမင်လူမျိုး privacy လို့ပြီးတော့ကျွန်တော်အားလုံးတို့ကအဖျားရဲ့မျက်မှောက်တော်ထဲမှာတွေ့ဝင်ရတယ်ပြောချင်တာဖြစ်တယ်အဲ့ဒါဆိုဒီနေ့ကျွန်တော်အချိန်တော့ကြကြမဟုတ်နော်ဘာလို့လဲဆိုတော့ဆရာပေါလည်းကကြကြအောင်အကြောက်ပြီးတော့တချို့လူအပြင်ထွက်မှကြောက်လို့နော်အပြင်မထွက်လည်းကြကြမဟုတ်မိနစ်30လောက်ပဲဟောမယ်နော်ဂျူပြောတာနော်ဒါကြောင့်တေချာလေးမျက်စိပွင့်ကျွန်တော်တေချာကြည့်ပါနော်ဆရာပေါလည်းကဒီနေ့ဘာပြောမလဲတေချာကြည့်ပြီးပါကျေးဇူးပြုပြီးတော့ကျွန်တော်လည်းကိုကျဆန်ပြောကြတဲ့ကျွန်တော်စက်ကတဲ့ကိုဘုရားသခင်ဒီမှာရှိတဲ့လူငယ်များလာရောက်တဲ့လူငယ်များအတွက်ကိုရောနှုတ်ကပတ်တော်ဖွင့်ပြပါဆိုလို့ဆုတောင်းတဲ့အချိန်မှာဒီနေ့ကျွန်တော်ဖယားသခင်ထံကလာတဲ့နှုတ်ကပတ်တော်ခိုင်းကိုပို့ရဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့စိတ်နှလုံးသားကိုဖွင့်ပါပါကျွန်တော်မျက်စိများကိုဖွင့်ပြီးတော့နားများကိုစွန့်ပြီးတော့ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ခိုင်းကိုရပါဖြစ်တယ်ဆိုလို့စာပထမဆုံးအနေနဲ့ပြောချင်တာဖြစ်တယ်။ကျွန်တော်ခုနကခရစ်စမတ်ကျင်းနေကြားရတယ်ခရစ်စမတ်ငွေတက်ဒီပေါ့နော်။ဒါပေမဲ့ဒီနေ့ကဘုရားပေးထားတဲ့နှုတ်ကပတ်တော်ကခရစ်စမတ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတော့မဟုတ်တကယ်ဆိုရှင်ပြန်ထားလို့တဲ့အကြောင်းအရာနဲ့သက်ဆိုင်တာဖြစ်တယ်။ကျွန်တော်မွေးဖွားခြင်းမရှိဘူးဆိုရင်ဘယ်လိုသွားတည်ပြီးတော့ပေါ့နော်အသက်ပြန်ရှင်တယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ရှင်ယောခရစ်ဝင်ကျမ်းအခန်းကြီး20ကိုအခြေခံပြီးတော့ဒီနေ့အားလုံးကိုခွန်အားပေးခြင်းပါတယ်အဲကြောင့်ကျွန်တော်ကျမ်းပိုက်လေးကျွန်တော်အခြေခံတဲ့ကျမ်းပိုက်လေးပေါ့နော်ပထမဆုံးဖတ်ချင်ပါတယ်ရှင်ယောခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်24ရှင်ယောခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်24ထိုတော့ယေရှု၏ကြွတော်မူသောအခါတမန်တော်တစ်ကျိပ်နှစ်ပါးအပါဝင်ဒီဒမှုဟုတ်အမည်ရှိတော်သုံးပါးဒီထူတဲ့ဘက်တော်တို့နဲ့အတူမရှိပြီးတော့အောက်မှာ20ခုမှာသူအခါသုံးပါးအားတင်ဤလက်ညှိုးကိုဆိုင်၍တင်ငါလက်ကိုကြည့်လောတင်ဤလက်ကိုဆိုင်၍ငါလက်ဘေးကိုဆံလောယုံမှခြင်းမရှိနဲ့ယုံလို့မိတော်မူ၏ဖတ်ကြားတော်တဲ့ကျမ်းပိုက်ပေါ်အရောက်စီတာကြံငယ်ကောင်းချီးပေးပါစေအာမင်ကျွန်တော်ဒီနေ့သောမတ်အကြောင်းနဲ့အားလုံးခွန်အားယူရအောင်ကျွန်တော်အားလုံးကြောင်းပို့ပြီးသားတရားဒေသနာလက်ကြောင်းပို့ပြီးတဲ့နဲ့ဒီသောမတ်ရဲ့အသက်တာအဖြစ်ပေါ့နော်ကျွန်တော်သောမတ်ကိုကြားလိုက်တာနဲ့ဘယ်လိုမျက်စိထဲမှာဘယ်လိုပေးနေမိလဲဆိုတော့ဒီကောင်တော့မကောင်းတဲ့ကောင်တန်တရားရှိတဲ့လူယေရှုရှင်ပြန်ထမြောက်တာကိုတန်တရားရှိတဲ့လူလို့ကျွန်တော်တန်ပြီးတော့သူ့ကိုမကောင်းတဲ့ဘက်မှာကြည့်ကြတယ်ဒီနေ့ကျွန်တော်အဲ့လိုမျိုးမကြည့်ပဲနဲ့ပေါ့နော်သောမတ်ထံကနေကျွန်တော်တို့အားလုံးဘာသင်ခန်းစာရနိုင်မလဲသူ့ထံကနေဒီနေ့ဘုရားရှင်ဘယ်လိုဖွင့်ပြမလဲဆိုပြီးတော့ကျွန်တော်စိတ်နှလုံးသားကိုဖွင့်ဖို့ရန်ပထမဆုံးကျွန်တော်ဒီမှာရှိ
တဲ့သူအရောက်တိုင်းကိုပြောချင်တာဖြစ်တယ်ဟုတ်ပြီကျွန်တော်တောင်းပါဆိုတဲ့လူပေါ့နော်သူဟာဆိုလို့ရှိရင်ဘုရားသခင်ယေရှုကိုယ်တိုင်ကသူ့ကိုရွေးကောက်ပြီးတော့တပည့်တော်12ပါးထဲမှာပါဝင်တဲ့သူဖြစ်တယ်ပြီးတော့ဘုရားသခင်ကိုအရာချစ်ပြီးတော့ရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး7ထဲမှာဖတ်မယ်ဆိုရင်ယေရှုတည်မယ်အရာတွေ့တဲ့အချိန်ပြောတဲ့အချိန်မှာငါလည်းယေရှုအတွက်ငါတို့သခင်အတွက်ငါလည်းတည်ရဲတယ်ဆိုပြီးတော့ကြွေးကြော်တဲ့သူတယောက်ဖြစ်တယ်ပြီးတော့ရှင်ယောခရစ်ကြီး14ခရစ်ဝင်ကျမ်းခန်းကြီး14ထဲမှာယေရှုနဲ့တွေ့တဲ့ဘယ်တော်များများစားသုံးဆောင်နေတဲ့အချိန်မှာယေရှုကငါတော်ရတော့မယ်သင်တို့နဲ့ခဏခွဲခွဲရမယ်ဆိုပြီးပြောတဲ့အချိန်မှာသောမတ်ကလုံးဝစိတ်မကောင်းဟာကိုတော့ဘယ်နေရာသွားမလဲကိုတော့သွားမယ့်နေရာကိုကျွန်တော်ကိုပြောပါကျွန်တော်လည်းလိုက်ချင်တယ်ဆိုပြီးတော့သောမတ်ကသူ့ရဲ့သခင်ယေရှုပြကို request လုပ်တာဖြစ်တယ်အဲ့လိုဒီသူ့သခင်ပေါ်မှာတစ္ဆာရှိတဲ့လူကြောင့်ဖြစ်တယ်ပြီးတော့သူ့ရဲ့နောက်ကျောင်းရာဇဝင်တွေကြည့်မယ်ဆိုရင်ရိုမန်ကိုတွားပြီးတော့ယောမနိုင်ငံကိုတွားပြီးတော့ဧဝံဂေလိတရားဝင်ငါတယ်တဲ့ပြီးတော့အိန္ဒိယမှာကျွန်တော်ကျောင်းတက်ခဲ့တဲ့ဂျင်နိုင်ပေါ့နော်တမီးလုံးတို့ state ဂျင်နိုင်မှာသူ့ရဲ့နောက်ဆုံးအခြေချတဲ့နေရာပြီးတော့အဲ့ဒီနေရာမှာတပ်ဖြတ်ခြင်းခံပြီးတော့သူ့ရဲ့ယုံကြည်ခြင်းအပြင်တပ်ဖြတ်ခြင်းခံရတာဖြစ်တယ်ဒီနေ့ထိတိုင်သူ့ရဲ့အုပ်ကိုရှိတယ်ဒီဂျင်နိုင်မြို့မှာပေါ့နော်တောင်ကုန်းလေးပေါ်မှာဒီသောမတ်ရဲ့သင်ကြားရေးဆိုပြီးတော့မတန်းတင်လာတာလေးရှိရတာဖြစ်တယ်အဲ့လောက်ထိတစ္ဆာရှိတဲ့တပည့်တော်ဖြစ်တယ်ဆိုတဲ့ဥစ္စာပေါ့နော်သူ့ရဲ့အကြောင်းကိုရှင်းဥစွာပြောချင်တာဖြစ်တယ်အဲကြောင့်ဒီနေ့ကျွန်တော်ခုနကကျွန်တော်ပြောတဲ့ကေတော့အချက်တစ်ချက်လေးနဲ့ဝင်လာခြင်းတယ်အဲကြောင့်သင်ချောင်းမှတ်ထားပါပထမအခုကျွန်တော်ပထမတစ်ချက်ကဘာလဲဆိုတော့ကရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး20အငယ်24ခုနကကျွန်တော်ဖတ်ကြားသွားတဲ့သောမတ်မရှိဘူးအမှန်ဆိုသောမတ်ကဘယ်နေရာမှာရှိတယ်လဲစဉ်းစားကြည့်နော်သူ့ရဲ့တပည့်တော်တွေနဲ့ရှိတဲ့နေရာမှာသူ့ရဲ့တပည့်တော်တွေနဲ့ဒီအိမ်ခန်းထဲမှာရှိပြီးတော့အတူရှိမဲ့နေရာမှာသောမတ်မရှိဘူးတဲ့ဒီနေ့ဒီမှာရှိတဲ့လူငယ်များကျွန်တော်တက်တာပြန်ဆန်းစစ်ရအောင်အာမင်ကျွန်တော်တို့ရှိတဲ့နေရာမှာမရှိတဲ့ချိန်ဘယ်လောက်ကြာမလဲကျွန်တော်မေယုဖလာကျွန်တော်ယုံကြည်သူတွေဖြစ်တယ်ကျွန်တော်ရှိတဲ့ဘုရားကျောင်းမှာမရှိတဲ့ချိန်ဘယ်လောက်ကြာမလဲရှိတဲ့ fellowship မှာကျွန်တော်မရှိတာဘယ်လောက်ကြာမလဲရှိတဲ့ prayer meeting မှာကျွန်တော်မရှိတာဘယ်လောက်ကြာမလဲကျွန်တော်ကိုယ့်ရဲ့ဘဝကိုပြန်ဆန်းစစ်ကြည့်တဲ့အချိန်မှာအိုးကျွန်တော်မရှိတဲ့ချိန်လေးကိုပေါ့နော်ကျွန်တော်ကိုပြန်ဆန်းစစ်အိုးကျွန်တော်မရှိတဲ့ချိန်မှာတော်တော်များပါလားဆိုပြီးတော့သောမတ်ရဲ့အကြောင်းကိုပြန်ပြီးတော့ဆန်းစစ်တဲ့အချိန်မှာကိုတော့တော့တားရတာဖြစ်တယ်အဲကြောင့်ဒီနေ့ဒီမှာရောက်လာတဲ့ဒီကုံပေါင်းဓမ္မများသောမတ်ကသူရှိတဲ့နေရာမှာမရှိဘူးသူမရှိတဲ့ချိန်မှာယေရှုမြတ်ကသူ့ရဲ့တပည့်တော်တွေရှိနေတဲ့ချိန်မှာလာပြီးတော့သူကိုယ်တိုင်ကြွပြီးတော့ကိုထင်ပြတယ်အဲ့ဒီချိန်မှာသောမတ်မရှိဘူးသူ့ရဲ့တပည့်တော်တွေကယေရှုမြတ်ရှင်မြတ်ထားမြောက်တယ်ဆိုပြီးတော့အားရဝမ်းမြောက်တယ်တဲ့ကျမ်းစာထဲမှာရှင်တော်ခရစ်ဝင်ကျမ်းခန်းကြီး30ထဲမှာငါတို့တခင်ကတကယ်ထားမြောက်ပါလားဆိုပြီးတော့သူ့ရဲ့လက်မှာရှိတဲ့ဒဏ်ရာဒဏ်ချက်တွေသူ့ရဲ့နှဖေးမှာရှိတဲ့ဒဏ်ရာဒဏ်ချက်တွေမေးတော့ဝမ်းမြောက်ခြင်းရှိတယ်ဆိုပြီးတော့ကျမ်းစာမှာတန်တရားတယ်တွေ့ရတယ်အဲ့ဒီချိန်မှာသောမတ်ကမရှိဘူးကျန်တဲ့တပည့်တော်တွေပျော်ရွှင်ဝမ်းမြောက်နေတဲ့အချိန်မှာသောမတ်ကပဲပြောတယ်ဒီနေ့ကျွန်တော်တို့ဝိညာဉ်တော်အပဲအချိန်မှာလုံးမလဲဝိညာဉ်တော်ပဲအချိန်မှာကျွန်တော်တို့မျက်မှောက်တော်ခံစားလဲဆိုတော့ကျွန်တော်ပြောလို့မရဘူးအဲကြောင့်ဒီမှာရှိတဲ့ယုံကြည်သူတာသမီများအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအနည်းဆုံးပေါ့နော်ကျွန်တော်ရှိတဲ့နေရာမှာရှိဖို့ရခွန်အားပေးခြင်းအာမင်ဟာလေလုယာအာမင်ကိုဘင်းနာလို့ပြောပါသင်ရှိတဲ့နေရာကဘုရားကျောင်းတော်လို့ကဲဒါဆိုကိုပေါ်ပြန်စားစီအောင်လူငယ်များတနင်္ဂနွေနေ့ကျတော့ကွာဘာချတော့ဘုဖိတ်ပြန်ဟုတ်တယ်နော်တနင်္ဂနွေနေ့ရုပ်ရှင်ကကြည့်ကောင်းတယ်ငါတိုက်မယ်ငါလည်းကတိုက်မယ်ဟုတ်တယ်မလားပတ်စံရှိမယ်ပါစားခြင်းလေတနင်္ဂနွေနေ့မှာ
စာတန်ကတော့တော်တော်လဲနော်ကျွန်တော်တို့ရှင်းတဲ့နေရာကပန်းချလားတနင်္ဂနွေနေ့မှာမဟုတ်တော့ရုပ်ရှင်ရုံလားကျန်တဲ့နေရာတော့မပြောတော့ကိုယ့်ကိုစဉ်းစားတော့အဲ့ဒါကြောင့်ပထမတစ်ချက်ကသင်နဲ့ကျွန်တော်ရှိတဲ့နေရာကထူမြတ်တော့ပဲလေဟာလေလုယာဟာလေလုယာထူမြတ်တော့ဘာလို့ကျွန်တော်ပါလာတာလဲထူမြတ်တော့မရှိရင်ကျွန်တော်ဘာကံလာပဲလေအဲ့ကြောင့်ထူမြတ်တော့လည်းကျွန်တော်အနေနဲ့နေတဲ့ကကနေပြီးတော့ဝမ်းမြောက်ခြင်းကျွန်တော်မြင်တွေ့ရမှာပဲဟာလေလုယာဒီနေ့ကျွန်တော်လူငယ်တွေကြည့်ရတာနော်အားနွယ်နေတယ်လို့ဝမ်းမြောက်ခြင်းတွေပျောက်ဆုံးနေတယ်လို့ကျွန်တော်ဒီဖြစ်ပြနေတဲ့ကျွန်တော်ဘေးဘဝဝင်မှာဖြစ်ပြနေတဲ့အရာကိုစဉ်းစားပြီးတော့အသက်တွေကြီးလာတယ်လို့ပေါ့နော်လမ်းဆောင်ခြင်းတက်ကြွခြင်းတွေတောက်ကင်းနေတာတွေ့ရတဲ့တခါတည်းဒါမဲ့ဒီနေ့ယေရှုဖခင်ရဲ့မျက်မှောက်တော်မှာဝမ်းမြောက်ခြင်းရှိတယ်ဟာလေလုယာယေရှုဖခင်ရဲ့မျက်မှောက်တော်မှာပျော်ရွှင်ခြင်းတွေရှိတယ်အာမင်အဲ့ဒါကြောင့်သူမျက်မှောက်တော်ထဲမှာသင်ရှိတဲ့နေရာမှာရှိပါအကျွန်ုပ်ရှိတဲ့နေရာမှာရှိဖို့ရတယ်ဒီမှာရှိတဲ့ရောက်တိုင်းကိုခွန်အားပေးခြင်းတာဖြစ်တယ်ဒီနေရာမှာ Mary မာသာရဲ့ဒီမှာပေါ့ Mary ကျမ်းစာမှာ3ချိန်နဲ့တွေ့ရတယ်သူဆိုမိန်းကလေးတွေမျိုးသမီးတွေပေါ့နော်3ချိန်တွေ့ရတယ်3ချိန်စလုံးကဘယ်လိုပြောလဲဆိုတော့ Mary ကယေရှုနဲ့ခပ်ပေါ်ဝင်နေတယ်လို့မပြောဘူးယေရှုရဲ့ခြေတော်ရင်းမှာမေရာအဲ့ဒီ3ချိန်စလုံးကနေတာဖြစ်တယ်အာမင်ဘုရားသခင်ကယေရှုကလည်းကိုကောင်းခြင်းမင်္ဂလာရတော်မျိုးသမီးအာမင်ဒီနေ့ကျွန်တော်တို့ချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းမှာယေရှုဖခင်ရဲ့မျက်မှောက်တော်ထဲမှာရှိနိုင်ဖို့ရန်ဒီမှာရှိတဲ့လူခွန်အားပေးခြင်းလားဟာလေလုယာဒါကြောင့်ကျွန်တော် church activity တို့ fellowship meeting prayer meeting ပေါ်တော့ fellowship ကျွန်တော် home cell ကျွန်တော်လည်းမဆိုင်ဘူးကျွန်မလည်းမဆိုင်ဘူးမဟုတ်ဘူးနော်ဘယ်ချိန်ဘုရားသခင်ကအလုံးလုံးနဲ့ဆိုတာမသိတဲ့အတွက်ကြောင့်ဘယ်ချိန်ဘုရားသခင်အဲ့ဒီ meeting မှာအဲ့ဒီ chat မှာအဲ့ဒီကိုစီဝဲမှာဘုရားကအလုံးလုံးနဲ့ဆိုတာမသိတဲ့အတွက်ကြောင့် every time we have to be there okay အချိန်တိုင်းမှာကျွန်တော်အဲ့ဒီမှာရှိဖို့ရတော့တာအာမင်အာမင်အဲ့တော့ဒီနေ့ဒီမှာရှိတဲ့လူငယ်များအထူးခွန်အားပေးခြင်းနဲ့ကျွန်တော်တို့ရှိတဲ့နေရာထူမျက်မှောက်တော်ပဲဖြစ်တယ်ထူမျက်မှောက်တော်နဲ့ဝေးတွက်တော့ကျွန်တော်တို့ကဘာမှမဟုတ်ယေရမိနာဂတိကျမ်းထဲမှာယေရမိကဘာပြောလဲဆိုတော့ဖယားတကယ်နဲ့ဝေးကွာတဲ့တက်တာကတကယ်ကြောက်စရာကောင်းတယ်တဲ့ဘယ်လောက်ကြီးကြောက်စရာကောင်းလဲဆိုတော့တဲကာနရထဲမှာရေမရပဲနဲ့အိုက်ဆွဲမလည်းမရှိဘူးအပင်တော့ရှိမယ်ရေမရဘူး6သွေးမယ်6သွေးချင်းခံစားရတယ်အဲ့လိုသက်ရှင်ခြင်းလားလူငယ်များမရှင်းခြင်းတော့ကောင်းခြင်းမင်္ဂလာရခြင်းတယ်ဟုတ်တယ်မလားဖယားတကယ်နဲ့သူရှိတဲ့ဘုရားမျက်မှောက်တော်နဲ့သူသွားလာတဲ့သက်တာကမင်းသားမဆိုင်လို့ပြတဲ့သူတွေဟာလေလုယာချိန်တိုင်းပြုပြီးရမယ်အရှင်မင်းတို့ကတော့ပြတဲ့သူတွေဒီနေ့ကျွန်တော်ပြောတာမဟုတ်ဘူးတမန်ကျမ်းစာတော်ကတော့ပြောတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားမျက်မှောက်တော်ထဲမှာအရှင်တိုင်းအရှင်လည်းရှိဖို့ရပထမချက်နေတယ်ဒီမှာရှိတဲ့လူမျိုးခွန်အားပေးခြင်းတာဖြစ်တယ်အခုကျွန်တော်တရားချက်ရှင်ယောဟန်ဝင်ကျမ်းခန်းကြီး20 25မှာ29ထဲမှာပြောလဲဆိုတော့သောမတ်ရဲ့ယုံကြည်ခြင်းယေရှုကတွေ့တဲ့တော်တွေခံသွားပြီးတော့ကိုထင်ပြတဲ့အချိန်မှာသောမတ်မရှိဘူးအဲ့ဒီအချိန်မှာတွေ့တဲ့တော်တွေကသောမတ်စစ်သွားပြီးတော့ဟာငါတို့တကယ်ယေရှုကတကယ်ရှင်မြတ်ထားပြောတယ်ငါတို့မြင်တယ်မြင်ခဲ့တဲ့သောမတ်ရဲ့ဆိုပြီးပြောတဲ့အချိန်မှာသောမတ်ကငါမယုံနိုင်သေးဘူးတဲ့ငါတို့တကယ်ဗျာယေရှုပြရှင်မြတ်ထားပြောငါမယုံနိုင်ဘူးသူရဲ့လက်တော်မှာရှိတဲ့ဓာတ်ချက်တွေသူရဲ့နှပေးမှာရှိတဲ့ပမာရွတ်တွေမင်းမယုံကြည်မယ်အာမင်ဒီနေရာမှာကျွန်တော်တကယ်ဒီနေ့ message အရင်ရေးကြည့်တယ်တေချာနာတော်ပေးပါတခါတလေကျွန်တော်မိခိုးနေကျွန်တော်တက်တာထဲမှာအများကြီးရှိတယ်လူငယ်များဘာဖြစ်လို့ကျွန်တော်တက်တာထဲမှာဘာဖြစ်လို့ဒါတွေဖြစ်ပြက်လဲဒါတွေဖြစ်ပြက်လဲဆိုတော့မိခိုးနေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီမိခိုးတွေကိုကျွန်တော်ယေရှုကခွာပြီးတော့မေးလိုက်ယေရှုကကျွန်တော်ဘယ်တော့မှငင်းပယ်တဲ့ဘုရားမဟုတ်ပါဘူးအာမင်အချိန်နဲ့ကျွန်တော်တို့မိခိုးတွေကိုအဖေပေးခြင်းတော်ပြပြတယ်ဟာလေလုယာအာမင်သူများတွေအားလုံးကိုတည်ကြတယ်ရှေးရမြောက်လေးမှာယေရှု
ယေရှုကကြွလာပြီခုနကဗန်နေလျန်ဆန်တုံဟာဘယ်သူလဲခုနယေရှုကျုံမနေလာပါဦးတစ်ချက်တော့ကျုံမနေ come on ရှိလားဘယ်မှာလဲခဏလေးတော့နည်းနည်းအမူအရာနဲ့ပြမနားလည်နိုင်မယ်တဲ့လားနည်းလေးအချိန်မရှိတော့ကဲယေရှုကတပည့်တော်တို့ဝိုင်းထိုင်နေတဲ့နေရာမှာကြွလာပြီအဲ့ဒီချိန်မှာယေရှုကပေတရုခေါ်လာဂျေမှုခေါ်လာကျောင်းခေါ်လာမခေါ်တော့ဘယ်သူခေါ်လဲဘယ်သူတရိယာလဲသောမတ်လာခဲ့လည်းကိုစမ်းပါဒီမှာငါရဲ့တန်ချက်လာပြီးတော့လာစမ်းပါဆိုပြီးတော့ယေရှုကသောမတ်ကိုဖိတ်ခေါ်လာအာမင်အာမင်အာမင်အဲ့ဒီချိန်မှာကျွန်တော်ဥပမာပေးပြောကြည့်တာပေါ့နော်သူတို့တပည့်တော်တွေဝိုင်းထိုင်နေတဲ့ချိန်ယေရှုကလည်းမပေါ်လာမယ်အဲ့ဒီချိန်မှာသောမတ်ကဘာလို့ဖို့လူလဲဆိုတော့သူ့ရဲ့လက်တော်နဲ့နဘေးတော်ကိုစမ်းဖို့ရခြေလမ်းဖို့ရလို့တာပဲအာမင်အာမင်ဒီနေ့ကျွန်တော်ယုံကြည်တော်တက်တာထဲမှာလဲဖယားတခင်ရဲ့ကောင်းမြတ်ခြင်းအဟောပွဲရဲ့နမိတ်လက္ခဏာများကိုမိတွေ့ခြင်းလဲဆိုရင်ခြေလမ်းဖို့ရလို့တာပဲအာမင်ကျွန်တော်အဲ့ဒီရောလည်းမရတော့ဘူးကျွန်တော်ခြေလမ်းတိုင်းမှာကျွန်တော်အဟောပွဲအရာများကိုမြင်တွေ့ပါပဲဟာလေလုယာသောမတ်ကတွားပြီးတော့ကြည့်တဲ့အချိန်မှာဟာတကယ်ဟုတ်ပါလားဟာနဘေးမှာဟာဟုတ်တယ်ငါရဲ့တခင်ငါရဲ့ဖျားဆိုပြီးတော့ဝန်ခံတဲ့အထက်တာသောမတ်ဆက်ပါတွေ့ရတာဖြစ်တယ်ဒီနေရာမှာခုနကကျွန်တော်ပြောတဲ့ကတော့ပီတာလည်းရှိတယ်ဂျွန်လည်းရှိတယ်ဂျေးလည်းရှိတယ်ယေရှုကသူတို့ကိုမဖိတ်ပါဘူးကျွန်တော်တို့သောမတ်တင်ယုံကြည်နေတဲ့ဆိုလာခဲ့ပါဆိုပြီးတော့ယေရှုပြကဖိတ်ခေါ်လာတယ်အဲကြောင့်ဒီနေ့ကျွန်တော်ယုံကြည်တော်တက်တာထဲမှာတခင်ယေရှုကကျွန်တော်တက်တကယ်ရှိတယ်ဆိုတဲ့ဥစ္စာကျွန်တော်သိချင်ရင်ခြေလမ်းလာပြီးတော့သူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့အဟောပွဲရာသူဘယ်လောက်ထိကောင်းမြတ်တဲ့ဘုရားဖြစ်လဲဆိုတာကျွန်တော်ခြေလမ်းလာပြီးတော့မေးဆောင်ခွင့်ကျွန်တော်တက်တာကိုလိုအပ်တာဖြစ်ဟာလေလုယာတနည်းအားဖြင့်ပြောလို့ဆိုကျွန်တော်တို့ comfort zone တွေကနေထွက်ဖို့ရမှာဖြစ်တယ်ကျွန်တော်ပျော်ရွှင်နေတဲ့နေရာကနေခြေလမ်းလာပြီးတော့အော်တကယ်ပဲယေရှုဘုရားကအသက်ရှင်တဲ့ဘုရားပါလားသိနိုင်ဖို့ရသောမတ်ကမြင်မဲမြင်တာမဟုတ်တော့စမ်းတက်ခဲ့တဲ့သူ့ဖြစ်တယ်ဟာလေလုယာကျန်တဲ့တပည့်တော်တွေကတော့မြင်တယ်သောမတ်လောက်အခွင့်အရေးမရကြဒီနေ့တေဘဝမှာဘလောက်ပဲဆိုးနေဖြစ်ပါစေဘလောက်ပဲချီးနေဒီမကောင်းနေဖြစ်ပါစေယုံကြည်ခြင်းနဲ့ခြေလမ်းလမ်းပြီးတော့ယေရှုဘုရားရဲ့မျက်မှောက်တော်ထဲမှာသွားမယ်ဆိုရင်တင်မမြင်သေးတဲ့အဟောပွဲရာတင်မလောက်ဘူးမစားဘူးတဲ့အရာများနဲ့ဘုရားသခင်ကောင်းခြင်းပေးပါခင်ဗျာဟာလေလုယာအာမင်ယေရှုဘုရားနဲ့ပူရဲ့နေကလေးလေးပူရဲ့အဟောပွဲအရာများကိုမြင်တွေ့နေတယ်ခင်ဗျာအာမင်အာမင်သူမျက်မှောက်တော်နဲ့ကင်းကွာနေတော့တင်တဲ့ကျွန်တော်ဘာမှမဟုတ်ဒါပေမဲ့သူမျက်မှောက်တော်ထဲမှာရှိနေရင်တော့တင်တဲ့တာထဲမှာယေရှုဘုရားဘယ်လောက်ကောင်းမြတ်လဲယေရှုဘုရားဘယ်လောက်ကိုးကွယ်ထိုက်တဲ့ဘုရားလဲယေရှုဘုရားအသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုပူ၍မြင်ပြီးတော့စမ်းသပ်ဖို့ရပါတယ်အာမင်အကြောင်းဒီနေ့ဒီမှာရှိတဲ့လူငယ်များကျွန်တော်တို့အသက်တာထဲမှာထုံမျက်မှောက်တော်နဲ့ကျွန်တော်ခုနကဂုဏ်တော်ချင်းဝင်ကြတော့ကင်းကွာလို့မရဘူးထုံမျက်မှောက်တော်မပါဘူးဆိုရင်ကျွန်တော်သက်တာထဲမှာဘာမှမဟုတ်ဒါဝိမင်းကြီးကမျက်မှောက်တော်ထဲမှာအချိန်တိုင်းရှိခြင်းနဲ့ဟောကိုရောရဲ့ပြိမှန်တော်ထဲမှာအချိန်တိုင်းကိုရောနဲ့ပြုံးဝေပြီးတော့ကိုရောရဲ့ကောင်းမြတ်ခြင်းအကြောင်းအရာတွေကိုမြင်ဆန်းခြင်းနဲ့ဆိုပြီးဒါဝိမင်းကြီးပြောတကယ်တော့ဒီနေ့ဒီမှာရှိတဲ့လူငယ်များကျွန်တော်အနာဂတ်မှာကျွန်တော်မျိုးဆက်တွေများဖြစ်တဲ့အတွက်ကြောင့်ဒီနေ့စပြီးတော့သူမျက်မှောက်တော်နဲ့ခြေလမ်းလာတဲ့ကိုပြပါမယ်သူမျက်မှောက်တော်ထဲမှာပြုံးဝေတဲ့ကိုပြပါစေအာမင်ဒီနေ့တော့တရားနဲ့တရားလည်းကောင်းမှာမဟုတ်ဘူးဖျားကြောင်တော်လာလဲဟာ2 နာရီ 3 နာရီတော့အစာကလေးစာတန်းလုံးလုံးနေပြီနော်အဲ့ဒါတွေချိုးခက်ပြီးတော့ဒီနေ့လူကိုကိုးကွယ်တာမဟုတ်ကျွန်တော်တို့ကအသက်ရှင်တော်ယေရှုကြောင့်ကိုးကွယ်တာဖြစ်တယ်အာမင်သူမျက်မှောက်တော်ထဲမှာပဲအချိန်မှာဘုရားသခင်အဟောပွဲတော်မြတ်လက္ခဏာကြောင့်မြင်တွေ့ရဆိုတာပြောလို့မရဘူးအဲ့ဒါကြောင့်ချိန်တိုင်းမှာမျက်မှောက်တော်ထဲမှာအစဉ်ပဲရှိကိုရတော့တာဖြစ်တယ်အာမင်
ဒီမှာရှိတဲ့လူငယ်များယေရှုဖခင်ကတကယ်အသက်ရှင်တယ်ဆိုတဲ့ဥစ္စာသောမတ်ကမင်းတို့ပဲမင်းတော်မဟုတ်ဘူးလက်တွေ့စမ်းသပ်တဲ့ဖြစ်တယ်အဲကြောင့်ထုံမြတ်တော့တဲ့မှာကျွန်တော်မင်းရုံပဲမင်း